ကျွန်တော်တို့ဒီကိုလာပြီးတော့တောင်းတဲ့အခါမှာဝတ်ပြုတဲ့အခါမှာဘာကောင်းကြီးမင်္ဂလာဆူတောင်းချစ်လဲလို့တက်ခွက်မတီးလိုက်ဘူးပုံတနေ့ကဆရာမကောင်းတော့ပြောတယ်ဒါနဲ့ဆရာချာဖြစ်မယ်ဆိုတာလုံးဝမတီးလိုက်ဘူးဒီကိုရောက်တဲ့အခါမှာဆရာချာကိုတွေးတော့ဟာဆရာချာဒီမှာနေတာလားလို့ပြောတော့ဒီနေ့ကျွန်တော်တို့ဒီလိုလုပ်တယ်ဆိုတော့ဩဘုရားသခင်ရဲ့အကြံကြီးမားတယ်နော်ကဲဝမ်းသာပါတယ်လို့ဆရာချာဟာသူနဲ့တော်ပါတယ်ကျွန်တော်နဲ့ဆိုရင်သူလေးတော်ပါတယ်လို့နော်သူနဲ့ကျွန်တော်အမှုတော်အတူတူဆောင်ခဲမှုပါတယ် MCM မှာနေတော့မှတူတူမှုတော်ဆောင်ခဲ့တယ်သွားလာတယ်ဝန်ကလေးပြီးသွားတယ်ခရတဲ့မှုတော်ဆောင်တယ်အတူတူဆူတောင်းတယ်အစာဆောင်မှလည်းသွားတယ်အဲ့လိုလုပ်ခဲ့ပြီးတော့သူကနိုင်ငံခြားကိုဘုရားသခင်ပို့ဆောင်သွားတာကျွန်တော်ကမြန်မာပြည်မှာဘုရားသခင်ထားတာအဲ့ဒါနဲ့ဒီနေ့တော့မြန်မာပြည်မှာဘုရားသခင်ကပြန်လည်ပြီးတော့စုံပေးဖို့ပေးပါတယ်နော်ပုံကိုကြည့်တဲ့အခါဆရာပုံကိုတွေးတာဟာဆရာရောက်တာပဲလို့အဲ့ဒီပုံတွေးမှပဲဆရာရောက်တာဆိုတာကျွန်တော်သိတာတွေးနိုင်မယ်လို့မထင်တော့ဘူးဒီနေ့ဘုရားသခင်ကဒီညမှာဆိုပြီးခွင့်ပေးတယ်သူ့အတွက်ဆူတောင်းဖို့ဘုရားသခင်ကပြင်ဆင်ပေးတယ်သူ့မိသားစုနဲ့သူ့ရဲ့တာနာလုံးသားအတွက်သူ့ရဲ့တင်းတော်လုံးသားအတွက်ဆူတောင်းဖို့ပေးတဲ့အတွက်ဘုရားသခင်ကိုတကယ်ကြီးကိုချီးမွမ်းပါတယ်လို့ဒီနေ့ဒီသနာဝင်ထားဖို့အတွက်ဒီအင်းရှင်အောင်ဘာကကျွန်တော်ကိုထိတ်တဲ့တောင်းနဲ့ကြည့်ရတယ်အောင်ဘာကိုကျွန်တော်ထပ်ပြီးတော့မိတ်ဆက်ပေးအောင်မယ်နော်အောင်ဘာဟာဒုက္ခမြန်မာတတိငါအတင်းတော်ရန်ကုန်ရဲ့တင်းထောက်ဖြစ်ပါတယ်ဒီနေ့တန်ပီကကျွန်တော်တို့မြို့ဒီနော်မြို့ဒီလာပြီးတော့ဆိုပြကြတော့တကယ်ရှင်းမပါတယ်လို့နော်နောက်ကျွန်တော်တို့မရာဒီလဲမရာဖြစ်ပြီမဲ့မတွေ့ရကြတဲ့ဟာရှိတယ်ထိုင်တန်ရကဆ iam တို့လည်းဒီမှာတွေ့ရတယ်နော်ဆွေပီတာကရိုပီနိုတို့လည်းတွေ့ရတယ်ဆိုတော့တကယ်ဝမ်းသာပါတယ်လို့ဒီမှာရှိတယ်အမတော်တဲ့သူဒီနော်တွေ့ကြတော့ဘုရားရှင်းမပါတယ်လို့ပြောချင်တယ်ဒီနေ့ဟာအောင်ပါကသူ့ရဲ့သူဆရာချာနဲ့သူမအဲ့ဒါကိုစူတောင်းကောင်းကြည့်ပေးနေဖြစ်ပါတယ်အဲ့တော့သူကဆရာခိုင်မှုကပေးပါသူ့ကိုစားဆိုလို့ကျွန်တော်ကပေးရမှာဖြစ်ပါတယ်လို့သိကျေးဇူးတင်ပါတယ်ကောင်းကြည့်ပေးပါဆိုတာနှုတ်ကပတ်တော်အဖြစ်ကျွန်တော်ကကောင်းကြည့်ပေးမှာဖြစ်ပါတယ်တကယ်ကောင်းကြည့်ပေးမှာကဘာလို့လဲသာဝရဘုရားဖြစ်ပါတယ်အာမင်သာဝရဘုရားကောင်းကြည့်ပေးတော့အရှင်ဖြစ်ပါတယ်ကျွန်တော်တို့မှာနော်ကောင်းကြည့်ပေးနိုင်တဲ့ဘုရားခွင့်မပေးရင်ကောင်းကြည့်မပေးနိုင်ဘူးကျွန်တော်တို့မှာဖခင်အခွင့်မပေးရင်ကောင်းချီးမရှိဘူးဖခင်အခွင့်ရှိရင်ကောင်းချီးအများကြီးရှိတယ်အာမင်ယုံကြည်သောသူတွေအားလုံးအဲ့မှာကောင်းချီးရှိပါတယ်ကောင်းချီးကိုဘယ်လိုသုံးချတယ်လဲကောင်းချီးကျွန်တော်တို့ရှိမှာကောင်းချီးကဘယ်လိုသုံးချတယ်လဲကျွန်တော်တို့ကကောင်းချီးသုံးပြီးတော့နော်ကိုမျိုးသမီးပေါ်မှာကောင်းချီးသုံးပြုနေသလားကိုသားသမီးဒီရှိမှာကောင်းချီးသုံးပြုသလားမသုံးမပြုဘူးလားဆိုတဲ့အပေါ်မှာဒီကဘာဦးကြအခန်းကြီးစနစ်စနစ်ဖတ်ချင်ပါတယ်နော်တေးကနေပဲဖတ်လိုက်မယ်စနစ်တေးကနေဖတ်ပြီးတော့ပဲတိဖတ်မယ်ဆိုလေးအဆုံးတိဖတ်ပါမယ်နော်အာဗြဟံကဘုရားကြီးကိုပြီးတဲ့အတွက်ကြောင့်ဘုရားသူ့ကောင်းချီးပေးတယ်ကောင်းချီးပေးပြီးတော့ကောင်းချီးသူ့အထက်မှာကောင်းချီးကိုလည်းသူများထပ်ပေးဖို့ဘုရားတခင်ကပေးထားတာဖြစ်ပါတယ်ဆိုတော့ဘုရားတခင်ကတေးုံကကောင်းချီးပေးမယ်ကောင်းချီးပေးပြီးတော့ပေါ်ကြည့်မြတ်တော့နော်ပုဂ္ဂိုလ်ဖြစ်စေမယ်တေးကိုကျိန်ဆဲတော့သူငါကျိန်ဆဲမယ်နော်တေးကိုကောင်းချီးပေးတော့သူငါကောင်းချီးပေးမယ်ဆိုပြီးတော့ဘုရားခင်ကမြို့ရှိကဲ့သို့အာဗြဟံကိုထားတာတွေ့တယ်ဆိုတော့ဒီနေ့အာဗြဟံကိုဘုရားကကောင်းချီးပေးတဲ့အရာကိုမြို့စီမြို့ဆက်လိုက်ပြီးကြည့်မယ်ဆိုရင်ဘာလို့ကောင်းချီးရတယ်လဲကြီးမားမားရတယ်ကိုတွေ့ရတယ်ကျွန်တော်တို့လည်းအာဗြဟံရဲ့ကောင်းချီးတစ်မျိုးဆိုပြီးပြောရရင်မှာပါနော်ဣသရေလလူမျိုးတွေအားလုံးဟာအာဗြဟံရဲ့ကောင်းချီးမင်္ဂလာအားဖြင့်ကြီးမားသောပုဂ္ဂိုလ်ဖြစ်တယ်ကြီးသူတစ်ပါးအတွက်ကြီးမားသောလူမျိုးဖြစ်ပါတယ်ဆိုတာကျွန်တော်တို့တွေ့ရပါတယ်ဘုရားသခင်ကဒီနေ့ဘာပေးတယ်လဲဆိုလို့ရှိရင်ကောင်းချီးကိုပေးတဲ့အခါမှာဘယ်လိုပေးတယ်လဲဆိုနှုတ်ဝဖြစ်ပေးပါတယ်နှုတ်ဝဖြစ်ပေးတယ်ကဘာကြီးကိုလည်းဖန်ဆင်းတဲ့အခါမှာနှုတ်ဝဖြစ်ပဲဖန်ဆင်းဖြစ်စေဖန်ဆင်းတာဘ
ဖျားခင်ကဖန်ဆင်းပါတယ်နော်လူကိုပဲလက်နဲ့လှုပ်ပြီးတော့ဖန်ဆင်းတယ်ဆိုတာတွေ့ရပါတယ်နေရှိစေဆိုပြီးတော့ရှိတာလာရှိစေဆိုပြီးတော့ရှိသွားတဲ့ဖျားဖြစ်ပါတယ်ဖျားခင်ရဲ့ကောင်းချီးပေးတဲ့ကရိယာဘယ်နာမှာရှိတယ်လဲဆိုရင်သူ့ရဲ့ထုတ်ချက်အစမှာရှိပါတယ်အာမင်အာမင်အဲ့ဒီထဲမှာကျွန်တော်တို့တုတ်တန်ထဲမှာပြောလဲဆိုရင်လူဒီမိမိနှုတ်အတိနဲ့ဝတ်ပြရမယ်ရရည်တဲ့မိမိနှုတ်နှခမ်းတို့ဤစီးပွားနဲ့ဝရရည်ရှာဒီအသက်တည်ခြင်းနဲ့ရှင်ခြင်းကိုအစိုးရရည်ရှာကိုနှစ်သက်သောသူဒီလဲရှာရည်အတိကိုစားရဒီနေ့အားလုံးနော်နှုတ်ကပတ်တော်ခွာပေးချင်တာရစေချင်တာပါလဲဆိုကျွန်တော်တို့နှုတ်ရဲ့အတိကိုစားနေတဲ့လူမျိုးဖြစ်ပါတယ်ကျွန်တော်တို့အားလုံးကနှုတ်အတိကိုစားနေတော့သူဖြစ်ပါကျမ်းစာဆိုထားတယ်နော်သုတ်တန်အခန်းကြီး18ထဲမှာ18 20နဲ့120ထဲမှာပြောထားတယ်နှုတ်အတိကိုစားနေတော့ဖြစ်ပါကျွန်တော်တို့နှုတ်ဟာဘုရားသခင်ကနော်ဒီရှာဟာဖန်ဆင်းတယ်ဒီဟာကကြီးမားသောလက်နဲ့ကြီးမားသောလက်ယာကုပ်ထဲမှာပြောလဲရှာတစ်ခုအဖြစ်သိနိုင်တယ်ရှာတစ်ခုအဖြစ်နော်ကြီးမားနိုင်တယ်လို့ပြောတယ်အဲ့တော့ဒီနေ့ဘာဖြစ်လဲဆိုရင်တေးရှာဟာဒီမြောက်ကောင်းချီးပေးရေးကောင်းချီးခံစားတေးရှာအဖြစ်ချိန်ဆက်ရေးဒုက္ခရောက်သွားတော့မယ်သားသမီးကိုကြည်နေသလားကောင်းချီးပေးသလားဆိုတဲ့အရေးကြီးနေတယ်ဒီနေ့ကျွန်တော်တို့ဆရာခြားခြားနဲ့မိသားစုကောင်းချီးပေးတယ်ကျွန်တော်တို့မှကောင်းချီးမရှိပါဘူးဒါပေမဲ့ဘုရားသခင်ကအခွင့်ပေးတဲ့အခါမှာကောင်းချီးပေးထားတယ်အာဗြဟံကဲ့သို့ကျွန်တော်တို့ကောင်းချီးပေးထားတယ်ဒီလည်းပေးထားတယ်ကျွန်တော်တို့အလုံးခံစားတယ်နော်ကောင်းချီးရှိတယ်အဲ့ဒီကောင်းချီးကိုကျွန်တော်တို့ပေးတဲ့အခါမှာဘယ်သူကဖြစ်စေတယ်လဲဆိုသာရဘုရားဖြစ်စေကျွန်တော်တို့ဘယ်လိုနေတဲ့သွားပေးတယ်လဲသူစီကိုသွားပေးလဲဆိုလဲနဲ့သွားပေးတာမဟုတ်ဘူးခြေထောက်နဲ့သွားပေးတာမဟုတ်ဘူးဘယ်လိုနဲ့သွားပေးလဲနှုတ်အားဖြင့်သွားပေးတာနှုတ်အားဖြင့်သွားပေးတယ်အဲ့ဒါတော့နှုတ်အားဖြင့်ပေးတာဘုရားခင်ကပြည့်စုံစေမှာဖြစ်ပါတယ်နော်ယေရှုခရစ်တော်ကလောကမှာသက်ရှင်တော့ကဘာလုပ်တယ်လဲဆိုရင်တင်းရဲ့ယုံကြည်ခြင်းကိုတင်ကြမှာချင်းပေးပြီးနှုတ်အားဖြင့်ပဲအမိန့်ချတယ်နှုတ်အားဖြင့်နော်စာတန်ကိုမောင်းထုတ်တဲ့အခါမှာလဲနှုတ်အားဖြင့်ပဲစာတန်ထွက်လို့ဆိုပြီးတော့ထည့်လိုက်တာနားယူပြီးတော့ခုတ်တာမဟုတ်ဘူးလုံးယူပြီးတော့ရိုက်တာမဟုတ်ဘူးဘာနဲ့လဲနှုတ်အားဖြင့်အဲ့ဒါတော့ဒီနေ့ကျွန်တော်တို့နှုတ်ဟာသိအင်မတန်ရေးကြည့်တယ်နော်ဒီနှုတ်ဟာပေးချက်တဲ့ရှင်ချင်းဟာကျွန်တော်တို့နှုတ်ထဲမှာရှိတယ်တဲ့သားသမီးကိုကြိမ်ဆက်တယ်လို့ရှိရင်သားသမီးဖြစ်တော့မှာမဟုတ်တော့ဘူးကိုယောက်ျားကိုကြိမ်တယ်လို့ရှိရင်ဖြစ်တော့မှာလည်းမဟုတ်တော့ကိုမိန်းမကိုအဲ့ဒါလို့ကြိမ်တယ်လို့ရှိရင်ဖြစ်တော့မှာလည်းမဟုတ်တော့ကောင်းကြည့်ခံစားမှာမဟုတ်ကောင်းကြည့်ခံစားတော့မိန်းမလို့ခဏခဏပြောရမယ်အာမင်အာမင်အာဗြဟံနဲ့ဆာရာဟာတယောက်နဲ့တယောက်ကောင်းကြည့်ခံစားဖို့အမျိုးဆိုတာသူတို့သိတယ်ဆာရာကနည်းနည်းစိတ်တူသွားတာတခုပဲရှိတာမဟုတ်လားစိတ်ကုန်သွားတာကလေးမမွေးနိုင်တော့သူဖြော်လေးတော့မမွေးတဲ့အခါမှာနော်ဟာကိုက်ကိုပေးပလိုက်တာဟာကိုက်နဲ့တော့အိတ်ဆိုပြီးတော့ကလေးကမရနိုင်တော့ဘူးလို့ထင်မြင်သွားတာတကယ်ဖခင်ကကောင်းချီးပေးပြီးပြီလူမျိုးကြီးဖြစ်စေမယ်ဆိုတာသူ့အထက်ကလည်းဖြစ်စေမှာနော်သူ့အထက်ကလည်းဖြစ်စေမှာသူ့ထက်မှာရှိပြီဒါပေမဲ့သူ့ရဲ့ယုံကြည်ခြင်းနဲ့သူ့ရဲ့စိတ်ရှည်တိခံခြင်းကတူသွားတယ်လို့မရဘူးဒါပေမဲ့ဘုရားသခင်ကသူ့ရဲ့ခရီးတော်ဆုံးသလားဆိုမဆုံးပြန်ဘူးနော်ပြန်လည်ပြီးတော့ပြီးနိုင်မှာဖြစ်ပါတယ်ကျွန်တော်တွေ့ရပါတယ်ဆိုတော့ဒီနေ့ချစ်တဲ့ဒီကူမောင်မတို့အားလုံးစိတ်နှလုံးသားထဲမှာနော်ယောက်ျားလေးဒီကျွန်တော်တို့စိတ်တူကြတယ်နော်စိတ်တူကြတယ်ကျွန်တော်လည်းပါစတာဆိုလည်းစိတ်တူတတ်ဘူးလို့ဒီမှာတိတ်ခါတော်ရစီလည်းရှိတယ်ဒီမှာလည်းတိတ်ခါတော်ရစီစိတ်တူဘူးလားဆိုရင်စိတ်ဒီမှာလည်းတိတ်ခါတော်ရစီတူတတ်တယ်ဒါပေမဲ့အဲ့ဒီမှာနော်ကျွန်တော်တို့စိတ်မထိတ်နိုင်ပဲနဲ့ကြံ့တဲ့စကားတွေပြောပြီးဘူးတည်နော်ကြံ့တဲ့စကားတွေသိမယ်ပြောဖို့အရေးကြီးပါတယ်။ဘာဖြစ်လို့လဲကျွန်တော်တို့ဟာဖျားသခင်ကပေးထားတဲ့ຢာရှိတယ်။ဖျားသခင်ကမောရှေကိုပင်လေကြီးနားမှာရှိလို့မသွားနိုင်တော့ဘူး။ तू သွားတဲ့နီလန်းဟာဖျားကမောရှေကိုပေးပြီးပြီ။ကောင်းကင်မှာသူ့မှာအာနာပါဝါမထားတော့ဘူး။ပါဝါအာနာပါဝါဟာမောရှေကိုခါမှာရောက်နေပြီ။မောရှေကဆူတောင်းနေသေးတယ်ကိုတော်ပေးတော့ငါတို့ဘယ်လိုလွတ်မြောက်မလဲ။ဒ
ဆူတောင်းဖယားခင်ကနီးလက်ချက်မှငါပြေးပြီငါတောင်ဝိဖေးပြေးဒီတောင်ဝိကိုမင်းအသုံးပြုလိုက်တော့လို့ပြောလိုက်အသုံးပြုတော့ပိန်နေကြီးကွဲပြီးတော့ဟိုဖေးရောက်သွားတယ်လွတ်သွားတယ်နော်လွတ်သွားတယ်ဒီနေ့ကျွန်တော်တို့ကိုဘုရားခင်ကောင်းချီးပေးထားပြီအဲ့ဒီကောင်းချီးပေးထားတဲ့အရာဟာဘယ်လိုသုံးချမလဲနော်အသုံးချမလဲဆိုတာပဲအရေးကြီးပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ဆရာချာချာလဲကိုအမျိုးသမီးကိုဟာလူမျိုးကြီးကလေးကိုမွေးနဲ့ဟာလေမိခင်ကြီးကောင်းချီးပေးရမယ်နေဘုရားကြီးကောင်းချီးပေးပြီလို့ခဏခဏပြောပါအာမင်အမျိုးသမီးလေကိုယောက်ျားကိုအဲ့လိုပြောနေကကောင်းချီးခံစားတဲ့သူဘုရားပိတ်သိမ်းထားတဲ့သူနော်လို့ပြောနေတရားဟောတာမကောင်းဘူးမလားဘူးမတော်ဘူးကွာဆက်လုံးဝမပြောရဘူးနေတော်လိုက်တာဘာလို့ရည်လာလဲမော်နီကာတို့ကျွန်တော်ကိုပြောလို့လို့ပြောမော်နီကာတို့တရားကျွန်တော်တရားဟောပြီးတော့တိတ်စိမပြေဘူးဆိုရင်ရောက်တဲ့အခါမှာအဲ့ဒါလိုမပြောပါဘူးနော်စတော်လိုက်တာလို့ပြောမယ်ကြည့်ဣသရေလလူမျိုးတွေကိုတပါးသောလူမျိုးတွေကဂျုံပြုတ်လိုက်ပြီလွတ်မြောက်ခြင်းမရနိုင်တော့ဘူးလူတယောက်လိုနေတယ်ခေါင်းဆောင်တယောက်လိုနေတယ်အဲ့ဒါနဲ့ကိတော်ကပုံနေတာငါကဘာမှမဟုတ်တော့ဘူးငါလေဒိတ်ဆက်ခံရမယ်ဂျုံပြုတ်ခံရမယ်လူလေဣသရေလလူမျိုးလည်းဂျုံခံရမယ်မှာတခြားလူမျိုးတွေလာရင်ပုံရတယ်ကိုယ်ရတယ်ဖယားလာပြီးတော့မဟုတ်ဘူးမင်းဟာတူကျဲကောင်းတော့လို့လာပြောတာဟုတ်လားဆိုထားပြီးတော့နိုင်သွားတယ်အာမင်အာမင်ဘုရားသခင်ကမင်းကသူရဲ့ကောင်းတော့လို့ပြောတဲ့အခါမှာအထဲမှာဘုရားသခင်ရဲ့ပေးပြီးသားကောင်းကြီးထွက်ပြီးတော့တကူဖြစ်သွားတာနိုင်သွားတာလို့နိုင်သွားတာအဲ့ဒါတော့ချစ်တဲ့ညီကိုမောင်မတို့ဒီနေ့ဟာတော့ကောင်းကြီးခံစားတဲ့မျိုးကျွန်တော်တို့ဖြစ်တယ်ငါတို့ကတော့မတတ်နိုင်ပါဘူးငါတို့ကတော့ဘာမှမဟုတ်တဲ့လူတွေနော်စီးရဲလာစားလည်းမရဘူးငွေလည်းမရှိဘူးငါတို့ကတော့ကြွားထဲမှာလဲဒီလိုဖြစ်တဲ့လူတွေဆိုဘာမှမစဉ်းစားနဲ့ဖယားသခင်ကယေရှုခရစ်တော်အဖေကောင်းချီးပေးပြီယေရှုခရစ်တော်ဟာကောင်းကင်ကနေကောင်းချီးမင်္ဂလာတည်ဆောင်ပြီးတော့သူများအတွက်တည်တာမဟုတ်ဘူးကျွန်တော်တို့အတွက်တည်တာအာမင်ယေရှုခရစ်တော်ကောင်းချီးပေးတဲ့ဟာကဆွေတပိတ်တာတော့မဟုတ်ပါဘူးအများကြီးကိုပေးတာအများကြီးခက်လို့မကုန်အောင်ပေးလေတော့ကြည့်ရဲ့ကောင်းချီးမင်္ဂလာပေးတယ်အာမင်အာမင်အတုံးချတတ်ရင်ရနိုင်မယ်အတုံးမချတတ်ရင်မရဘူးအဲ့ဒါတော့ချစ်တဲ့ကိုမောင်မတို့ဒီနေ့ဟာအာဗြဟံကဲ့သို့ယုံကြည်ခြင်းကိုကျွန်တော်တို့ရလို့ဘုရားရွေးကောက်တာနော်တင်းမိမဆွေမျိုးပြည်သားကလည်းထွက်လို့တဲ့ဟောတော့ကတွေးခေါ်တယ်အလုံးထားခဲ့ပါလို့ပြောတာဟောတော့ကတွေးခေါ်ဒီနေ့အခုနာကြားတဲ့အခါမှာနော်အတွင်းဖို့လာပေးတယ်မရာဒီကတွင်းဖို့ကြီးများတယ်နော်မရာဒီကတွင်းဖို့လည်းများတယ်လောက်တူဒီကတွင်းဖို့များပဲမရာနဲ့လောက်တူကတူပဲလေနော်အကုန်လုံးမဟုတ်လားတွင်းဖို့များတယ်ဒီနေ့ဟာဆရာတဆာကအတွင်းဖို့ဆိုတဲ့နှလုံးသားကြီးအပီဝါတော့လာပေးတာမဟုတ်ဘူးဦးလေးဆိုတဲ့ချစ်ချင်းမြတ်တာနဲ့လာပေးတာဘုရားစီကလာတဲ့ယေရှုခရစ်တော်ကိုယူလာတာသူဘလောက်နှိမ့်ချလဲဆိုစာတပီယူလာတယ်တဲ့တကယ်ဟုတ်လားလို့တင်ချစစ်စစ်ပြီးတော့ပါစတာကလေရင်တော့ပြန်ပြီးတော့ပါအရေးရအောင်ဟုတ်လားဘုရားကဒါပေမဲ့ဆိုလို့ရှိတာကတော့သူ့ကိုချစ်တဲ့နှလုံးသားနဲ့လာတာဒီဖက်ကလည်းသူ့ကိုပြန်တုံ့ပြန်တဲ့အခါမှာအဖို့ခတ်တွဲလာမတွဲတော့ဘူးကျွန်တော်တို့မရာဒီယေရှုခရစ်တော်မပြည့်ခင်ကဆိုရင်ဝဲငါဆုတ်တိုက်ရင်ပါယူလာမယ်လို့ပြောတာဒါယူရတဲ့အတွက်ကြောင့်ကျဲအဝဲသုံးဆိုးတော့ပဲတတ်မယ်လို့ပြောတာနော်ဒါပေမဲ့အခုတော့အဲ့လိုဆိုလာမဟုတ်ဘူးသူတို့မှဝဲရှိတယ်လို့အကြီးကြီးရွေးပြီးတော့သူမှကြိုက်တဲ့ဟာလုံးဘာဖြစ်လို့လဲမေတ္တာတရားရှိလို့နော်အဲ့ဒါတော့ဒီလိုသုံးပြန်ကြတာဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့ကောင်းကြီးခံစားတဲ့သားသမီးတွေဖြစ်ကျွန်တော်တို့ဟာအာဗြဟံကဲ့သို့ကောင်းကြီးခံစားတာဟာအာဗြဟံကဲ့သို့ယေရှုမလာခင်မှာယေရှုခရစ်တော်ကိုယုံကြည်နေတဲ့သူမဟုတ်ပါဘူးယေရှုဖခင်ကလောကတိုင်းမှာသိခံပေးပြီးတော့တော်ရမြောက်သောနေ့မှာရှင်မြတ်ထမြောက်ပြီးအသက်ရှင်သောဖခင်ဖြစ်ကြောင်းကိုဧဝံဂေလိတတိစကားကြလို့ယုံကြည်သောသားသမီးများဖြစ်ကြပါတယ်အာမင်အာမင်ဧဝံဂေလိတတိစကားမှာကောင်းကြီးမင်္ဂလာပါပြီးသားပါအဲ့ဒီထဲမှာရည်တွက်လို့မရတဲ့ကောင်းကြီးမင်္ဂလာအားလုံးပါပြီးပြီအဲ့ဒါကြောင့်အဲ့ဒီကောင်းကြီးမင်္ဂလာအဖေတ
တာသမီးဒီကိုလည်းဆက်ဆံပါအမျိုးသမီးဒီကိုလည်းဆက်ဆံပါဟောယောက်ျားကိုလည်းဆက်ဆံပါဆွေမျိုးမိသားစုကိုလည်းဆက်ဆံပါဟောအားလုံးကိုဆက်ဆံဖို့အတွက်ဒီနေ့တုံ့ပြန်ကြရအောင်ဘုရားကနှုတ်ဆက်စာထဲမှာတေခြင်းနဲ့ထားတယ်ရှင်းချက်ကိုပဲကောင်းချင်အသုံးပြုပါအာမင်အားလုံးဘုရားရှင်ကောင်းချီးပေးပါစေအာမင်叫兵哥就要大家有啥？那个西天的，最好的那个西天的呀，那个不要去玩。当然，工人就是你这来呗，平常的说，家庭都过，你这个，也把你看跟，都大姑娘的天马来呗，你把姑娘的真知道，就是技术的，你看你。anh em về tiền này để ta đi sang để giờ thì đã số mà các bạn có chế độ số mà số cũng là không là cái gì để các bạn nhá alo mùng miền đó alo rồi về chủ lúc gì bà đấy chúng ta mới biết đó để nhìn ra ये थे मुंगे के अलग so जरे दुनिया शिपी का अलग ला साथा साथु अलग तो शप अलग वाला वे बारे तो जो है तो हाँ को क्या तो आप अलग वो ये तुम पार्टी का ये शापा तो ना को तो नहीं दे तो अलग वो तो पार्टी नहीं शापा 그래 농장 소유도 의무네. 자, 야지 그거 되게 심한 이 정도로 가나 막 이게 사업으로 우라 부분을 사업입니다. 그 우라 부분이 이제는 샤开부도 부르고만 부로 성이 바로 이야. 그다음에 자기 지지도 이제 저를 두마 나리야의 자리 우라 그러면 이미지가 그렇게 말이 막 베트남 네 레자자 레버차키도 레버차키 예시가는 여자는 그민상에 사사피게 야 에디 그렇죠 레버차키의 우리가 피자가 레버키 오늘 이게 그게 다 그게 그 뜻이 있고 그래서 라요 프로 그네 진짜 그래서 같은 그것도 필수적인 시시야 이거 무슨 그래서 애들 그냥 사회에 빠이고 그렇지 우라 동네 두드니게 한 뒤에도 얼른 이 밤에 그러냐 또 기술 성취에 얼른 이거 공부 우라 동네에 파스타 먹고래 이거 그리샤지 먹고래 두드니게 아무도 로에 두지마 아무도서 두고리네 하고 좀 피야 돼 자, 그래서 고사하고 이지 자, 고사에 들어 자, 누구는 순간 이 밤에 그 하루에 테마 프로그램 밤에 그 소라 조스 문화데 조스 문화 아무도 로에 그 사실 로에 누가 참아 그 카드 바인 때니 그러면 최고 얘기 지금 최고가 그시 아무래 샤야 그 카스로시 너무 tes야 그래서 마음만 씨 그거는 그 카페차 소프라 그래이고 좀 점에서 뭐 마음은 괜찮아요 그리고 침몰 그리고 침몰에 가마 그리고 애가 이리로 람바 맨해 너해라 프로 에마 벤표 벤 tasselum 야 에 맨해가 사이고 노
ပို့တဲ့မင်းထဲဖြစ်တယ်မဟုတ်တဲ့ပေါ့မှုပို့တဲ့ဖြစ်ပို့တဲ့လုံငါလုံလို့တဲ့ဥစ္စာဖြစ်အဲ့ဒါကြောင့်မင်းထဲရှင်ရတယ်အဲ့ဒီလူလူတို့မဆာအဲ့ဒီဒီဘာမဲ့ခလေးဒီဟာထဲမှာလာလို့မုံရောလူရောအားလို့ထူလာပြီးလုံးဝမထင်ထားတဲ့ဥစ္စာမစင်စားထားတဲ့ဥစ္စာရားခင်လုံးဝကိုးစားပြီးယုံကြည်ခြင်းနဲ့ဖျက်ကနာမတော်ခေါ်ပြီးလုပ်ရတဲ့ခါမှာဒီခလေးကြီးများခမင်းစာပါရင်ကဘာလို့ဖက်လုံးဝမကြောက်ဘူးတဲ့အမေလိုအပ်တဲ့အချိန်ပါအချိန်မှဖက်နည်းနဲ့ပြေးတယ်ဆိုတာကိုလာဆုံးတော့သူတနည်းတွေတော့ဟုတ်တယ်ဆိုတာတိထားဖို့လို့လေဘယ်ဖျက်ကိုစားဖို့လို့ကျန်းစာကတော့ပန်ချန်ခန်းကြီးတော့အငယ်တိခတဲ့ဆက်လို့ဖက်တဲ့ခါမှာငါပြည့်ကိုမင်းနဲ့စိတ်လုံးမဖတ်ထားပါဒီကိုအတက်ကရှိရတော့သူဒီပေါင်းပြစွာကားတင်ပြေးမယ်တွေ့ဖို့ချမ်းသာချူပြေးမယ်ဒီလေပင်မှာဖဲချိုးကလေးဆွဲထားပါဒီစိတ်လုံးပလေပေါ်ပါရေးထားပါကားတင်ရှိလို့ရှိမှမင်းသားရစီမယ်ကားတင်ရှိတော့မယ်စိတ်လုံးအကျွေးမဲ့အခါပဲပြောကိုစားလို့ကိုငယ်ကိုမင်းသွားရတဲ့အခါပဲပြောကိုမပေါ့ဘူးလို့တို့ပြုလို့ဒီလိုက်ပြီးတော့ကပ်ပင်တော့ကိုပညာရှိဒီဟုမထင်နဲ့ဖျားကိုကြောက်ရွံ့လောမကောင်းတော့အပြစ်ဘာကလည်းကိုဆွလောတဲ့အတားအတွက်ချမ်းသာခြင်းဖြစ်တယ်အယုအတွက်ဆေးဆွမ်းကောင်းဖြစ်တယ်တင်တဲ့ရှိတော့ရှိစရာပြပြတယ်ရှိမှန်းတော့ဒီလိုဆိုစစ်တယ်အဲ့တော့စပစ်နဲ့ပြရှန်ဦးနာကုန်းကဇနီးတဲ့လေလုံးနေတော့လေဘယ်တော့အချိန်ကပြရှန်မယ်ဒါကကျန်းစာလို့ဆိုတာလေပြရှန်တဲ့ချိန်ရောက်လာမယ်အဲ့ဒီချိန်ရောက်တဲ့အချိန်မှာတော့နည်းနည်းခက်ခဲတဲ့အချိန်လေးရှိနိုင်တယ်သူကမချောက်ဘူးဒါကလုံးဝကိုးစားဘူးအလေးဦးလာကုန်းနဲ့ဇမီးတဲ့ဘုပ္ပလာစိုက်သူဦးလာကုန်းသူမနဲ့ကြောက်စားပဲလို့စားသူတို့ရစားခဏပြည့်လာချင်းတင်ပါတယ်အဲ့ဒါတို့လာတော့အာဘုစားရတယ်မဖုန်းနဲ့ပြည်ရေးကောင်းတော့လေအရေးကြီးစုကဦးလာကုန်းနဲ့ဇမီးတဲ့တာဝန်ယူနေတဲ့ဘယ်သူလူကမှလူတာဝန်မပေးဘူးသူ့ဟာကိုဒီကကိုစားတယ်ဒီလိုလုပ်လို့ဒီကဘာမှလုပ်နိုင်လို့တင်နေတယ်အဲ့တော့ကဲလိုအပ်တဲ့အားလုံးကြည့်ပါဒါကဆက်လက်ပြီးမအစားကိုပေါင်းကြည့်ပြီးဆိုတော့ဒီနေ့ပဲစတင်ကြည့်တာနောက်လို့ဦးလာကုန်လို့လည်းအမေဆိုရဆက်တွေ့နေတယ်ဒီလိုကမှအမေကမဟုတ်တော့လေအလေးချင်းစံတဲ့မျိုးပေးပြီးပါဝင်ပါဘောဒါကလူငယ်ကြီးတယ်အလေးနဲ့ပြောချင်တာခန္ဓာမှုပြောကားပြီး